အားလုံးပဲမင်္ဂလာပါ Nano Banana Pro ကတော့ပို့ပြီးတော့ကောင်းမွန်လာပါပြီအခုဒီကောင်းကင်မှာပြန်နေတဲ့ volume တွေကိုအခုလိုမျိုးဖျောက်ပစ်လိုက်လို့ရပါတယ်ပြီးလို့ရှိရင်အခုဒီရွှေကုံဖျားပေါ်မှာလူတွေရှိနေတာကိုမကြိုက်တဲ့အတွက်ဒီလူတွေရဲ့ပုံကိုအခုလိုမျိုးဖျောက်လိုက်လို့ရပါတယ်ပြီးရင်ဒီပုံပေါ့သူတို့နှစ်ယောက်ကိုကျွန်တော်ဝစ်စုံတွေချင်းပြီးတော့ကန်းကြေပို့လိုက်ပါတယ်ပြီးလို့ရှိရင်နောက်ထပ်ဝစ်စုံထပ်ချင်းလိုက်ပါတယ်ဘောင်းမီတွေပါနှစ်ထပ်ဖြစ်ကုန်ပါတယ်ပြီးတဲ့အချိန်မှာတော့ဒီပုံမှာစာရီပါနေတယ်ဗျအဲ့ဒီစာရီအကုန်လုံးကိုကျွန်တော်ဖယ်ပစ်ချင်ရင်လည်းအခုလိုမျိုးဖယ်ပစ်လိုက်လို့ရပါတယ်လုံးဝကိုပုံကပြောင်းလဲမသွားဘဲနဲ့စာရီကိုပဲဖယ်လိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာကြည့်ပါ reference image မပေးဘဲနဲ့ Titanic မင်းသားနဲ့မင်းသမီးတို့က selfie ဆွဲနေကြတာဖြစ်ပါတယ်ဒီမှာဆိုရင်တော့အမေရိကန်သမ္မတကြီးနဲ့ C Ronaldo တို့ပါ selfie ဆွဲနေပါပြီပြဿနာကတော့ဒီမှာပုံလေးကတော့ပြောင်းပြန်ဖြစ်နေပါတယ်ဒီမှာဆိုရင်တော့စူပါမန်တို့အဖွဲ့တွေဒါ selfie ဆဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးတွေပြုလုပ်ဖို့အတွက်ကျွန်တော်တို့ဘာမှမခက်ပါဘူးကျွန်တော်တို့ဒီ browser မှာဒီ Gemini လိုရိုက်ရှာလိုက်ပါလူအများစုကလည်းဒါကိုသုံးဖို့နေကြပါပြီဒီ design ကလေးနဲ့ကျွန်တော်တို့ဒီ logo လေးနဲ့ကိုကျွန်တော်ဝင်လိုက်ပါဝင်ပြီးရင်ဒီမှာကျွန်တော်တို့ပြင်ကျင်ရတာတွေပြင်လို့ရလာပါပြီပြင်လို့ရနေပါပြီအဲ့တော့ Nano Banana ကဒီ Pro ကပေါ့နော်ကျွန်တော်တို့ဒီမှာPro ထွက်လာတာပေါ့အရင်တော့ထပ်ပိုကောင်းလာတယ်အဲ့တော့ကျွန်တော်တို့ဒီ create image ကိုနှိပ်ပြီးတော့ကိုဆောင်ရွက်ချင်တာတွေဆောင်ရွက်လို့ရပါပြီဒီနေရာမှာအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပြီးတော့ကိုဖန်တီးခြင်းတဲ့ပုံကိုတင်ပေးလိုက်လို့ရတယ်ဥပမာကျွန်တော်ဒီမှာဆိုင်ကယ်စီးနေတဲ့လူတယောက်ပုံဒီမှာစပိန်စီးနေတဲ့လူပေါ့နော်မြန်မာနိုင်ငံကလူစပိန်စီးနေတဲ့လူပုံလေးရှိတယ်အဲ့ဒီပုံကိုကျွန်တော်ဒီမှာ remove လို့ရေးလိုက်တယ်เนาะလူဆိုတော့ဗျာ human ပဲရေးလိုက်တော့မယ်เนาะ person တွေပါလို့ human and basket ပေါ့เนาะ CYCL เนาะအဲ့တော့အဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်အန်တာခေါက်လိုက်ရုံနဲ့ဒီပုံထဲမှာရှိတဲ့လူနဲ့စပိန်ကိုဖယ်ပြီးသားမှာပဲဖြစ်တယ်စသဖြင့်ဒါကျွန်တော်တို့ပြောသွားလို့ရတယ်အဲ့တော့ဂျမနိုင်းကမြန်မာလိုလဲနားလဲနေတော့မြန်မာလိုလဲစမ်းကြည့်ပါမြန်မာလိုလဲရကောင်းရနိုင်ပါတယ်အခုဆိုရင်ဒါသူချက်ချင်းပဲเนาะဒီစပိန်နဲ့လူနဲ့ကိုဖယ်ပြလိုက်တယ်ဗျာကြည့်ကြည့်လိုက်အပေါ်ကပုံနဲ့အောက်ကပုံနဲ့လုံးဝမခွာခြားပါဘူး consistency လဲကောင်းပါတယ်ဟုတ်ပါပြီဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲ